အားလုံးပဲမင်္ဂလာပါ Eric's Little Explorer ကနေကြိုဆိုလိုက်ပါတယ်ဒီ Eric Little Explorer ကကျွန်တော်စတင်နေတဲ့ဒီကလေးငယ်လေးတွေအတွက်သူတို့အတွက်လှုပ်ထားပေးတဲ့club တစ်ခုကနေပြီးတော့မှသူတို့အတွက်တိမှတ်စရာလေးတွေပြီးလို့ရှိရင်ထူးဆန်းထွေလာအကြောင်းလေးတွေအဲ့လိုလေးတွေကိုပြောပြရင်းနဲ့ကျွန်တော်အဆုံးသတ်မှာပုံမြင်လေးတစ်ပုဒ်ပြောရင်သူတို့ကိုလုပ်ပေးနေတဲ့ program လေးတစ်ခုကနေလာတာဖြစ်ပါတယ်အဲ့တော့ဒီရည်ရွယ်ချက်ကတော့ကလေးငယ်လေးတွေကသူတို့သိပြီးသားအကြောင်းအရာတွေသို့မဟုတ်မသိထားသေးတဲ့အသစ်သောအကြောင်းအရာတွေကိုပို့ပြီးသိရှိလာဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်အဲ့ဒါအပြင်ပုံမှပုံမြင်လေးတွေသူတို့ရဲ့ဒီစာဝတ်နေရေးအကြောင်းသူတို့ရဲ့မိဘတွေကသူတို့ကိုပုံမြင်နေအများကြီးမပြောနိုင်တဲ့အခါကျွန်တော်ဒီတနေ့တာမှာပုံမြင်လေးတစ်ပုဒ်စီကသူတို့အတွက်အဲ့ရဝင်ပုံမြင်လေးတွေဖြစ်ပါစေလို့ကျွန်တော်ရည်ရွယ်ပြီးတော့ဒီပုံမြင်လေးကိုပြောပြခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်အပိုင်းနှစ်ပိုင်းပါမှာဖြစ်ပါတယ်ပထမတစ်ပိုင်းကတော့အကြောင်းအရာဘုသူတာအကြောင်းအရာလေးတွေပျော်စရာသို့မဟုတ် games အစီအစဉ်လေးတွေအဲ့လိုလေးတွေပါမှာဖြစ်ပြီးတော့ဒုတိယအပိုင်းအနေနဲ့ကတော့ပုံမြင်လေးတစ်ပုဒ်ကိုပြပြသွားမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ Eric's Little Explorer ရဲ့အစီအစဉ်လေးကိုကျွန်တော်တို့စလိုက်ပါမယ်ဆိုတော့ဒီနေ့မှာကျွန်တော်ရွေးထားတဲ့ခေါင်းစဉ်လေးကတော့မြမရိုးရာမုံများတဲ့အဲ့တော့ဒီမြမရိုးရာမုံဆိုတာကကျွန်တော်တို့ရဲ့ဒီမြမပတ်ဝန်းကျင်မှာမြမတွေရဲ့ဈေးတန်းတွေမှာကျွန်တော်တို့မုံတွေအများကြီးတွေ့ရပါမယ်အဲ့ဒီထဲမှာမြမရိုးရာမုံတွေကဘာတွေလဲဘယ်လိုမျိုးလေးတွေနဲ့လုပ်ထားတာလဲနေ့တိုင်းတွေ့နေတဲ့မုံလေးတွေရှိပေမဲ့ဒီမုံတွေကဘာလေးတွေနဲ့အခြေခံထားတာလဲဆိုတဲ့ဟာကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့မြမရိုးရာမုံတွေအကြောင်းကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ပထမဦးဆုံးမြမရိုးရာမုံတွေလုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေထဲမှာအဓိကကြတာကအုံသီးပါမယ်ပြီးရင်ထညက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့နှမ်းပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တကြားပါမယ်ပြီးရင်မြေပဲပါမယ်ဟုတ်နော်ဆိုတော့ဒါကသူတို့ရဲ့ ingredients တွေလို့ပြောလို့ရတယ်ဒါပေမဲ့တကယ်ရိုးရာမုံကိုလုပ်တဲ့အခြေခံတစ်ခုကတော့ကောက်ညင်းရဲ့စံရည်ဖြစ်ပါတယ်အဲ့တော့ကောက်ညင်းရဲ့စံရည်ကိုအဓိကသုံးတာဟုတ်ပေမဲ့ဒီရတာကွဲပြားသွားတဲ့အနက်လေးတွေကွဲပြားသွားတယ်ဆိုတဲ့ဟာကဒီအုံသီးတို့ထညက်တို့နှမ်းတို့မြေပဲတို့တွေကြောင့်အရသာတွေကကွဲပြားသွားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဓိကပါဝင်ပစ္စည်းလို့ပြောလို့ရှိရင်စံမှုန့်နဲ့ကောက်ညင်းမှုန့်ရဲ့အပြင်ဒီ၅မျိုးကလည်းပဲမဖြစ်မနေပါဝင်တဲ့အရာလေးတွေဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ရဲ့ရိုးရာမုံတွေကတစ်ခုဖြစ်တဲ့ဗာလဲဆိုလို့ရှိရင်เนาะထမနဲလို့ခေါ်ပါတယ်အဲ့တော့တချို့သော data တွေမှာနှမ်းမနဲလို့လည်းကျွန်တော်တို့ခေါ်ကြပါတယ်ဆိုတော့ဒီနှမ်းမနဲသို့မဟုတ်ထမနဲဆိုတာကကျွန်တော်တို့ရိုးရာမုံတစ်ခုဖြစ်ပြီးတော့သူ့ကိုကျွန်တော်တို့တွေကစမလာရာတီရဲ့ပွဲတစ်ပွဲအနေနဲ့ကျွန်တော်တို့ပြုလုပ်ကြတဲ့ပွဲဖြစ်တဲ့ရာတီစာလို့လည်းကျွန်တော်တို့ခေါ်ကြပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီထမနဲသို့မဟုတ်နှမ်းမနဲဆိုတာကကြတော့ကောက်ညင်ထမင်းကိုကျွန်တော်တို့ပြန်လန်နှဲပြီးတော့ကျွန်တော်တို့တွေပြုလုပ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီထဲမှာကောက်ညင်ပါမယ်အုံသီးပါမယ်မြေပဲပါမယ်ဂျင်းပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေနှမ်းမနဲ့ပေါ့နော်တေချာနိုင်လေးကျွန်တော်တို့တွေပြုလုပ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထမနဲလို့ကျွန်တော်တို့ခေါ်ကြပြီးတော့သူ့ကိုကျွန်တော်တို့တွေကဘယ်လမှမြင်ရမလဲဆိုရင်တပိုးရွယ်လာမှကျွန်တော်တို့မြင်ကြရပါတယ်ဆိုတော့ဒီတပိုးရွယ်လာမှကျွန်တော်တို့တွေထမနဲထိုးတဲ့ပွဲကိုချက်ချင်းတည်းကျင်းပပြီးတော့မြန်မာရိုးရာစားစရာတစ်ခုအနေနဲ့ကျွန်တော်တို့တွေဂုံယူစွာနဲ့ဒီနေ့အထိတည်ရှိနေတဲ့အစားစရာတစ်မျိုးဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ဒါကျွန်တော်တို့ဈေးတွေမှာအများကြီးတွေ့ရတဲ့ကောက်ညင်ပေါင်းဖြစ်ပါတယ်ကောက်ညင်ပေါင်းဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကောက်ညင်ကိုပြန်ပေါင်းထားပြီးတော့သူ့ကိုကျွန်တော်တို့တွေအမျိုးမျိုးသောအရာတွေနဲ့ကျွန်တော်တို့တွေ့ဖက်စားတော့ကြတယ်ကောက်ညင်မှာ2မျိုးရှိပါတယ်ကောက်ညင်အဖြူရဲ့ကောက်ညင်အနက်ရဲ့ဆိုပြီးတော့2မျိုးရှိပြီးတော့ကောက်ညင်ငချိတ်လို့လည်းခေါ်ပါတယ်ကောက်ညင်အနက်ကိုအဲ့တော့ကျွန်တော်တို့ကောက်ညင်ပေါင်းမှာကောက်ညင်အဖြူပေါင်းတာရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့
ကောက်ညင်ငချိတ်ပေါင်းတာရှိပါမယ်သူ့ကိုကျွန်တော်တို့တွေကဒီကောက်ညင်ပေါင်းကိုဆိုလို့ရှိရင်ကျွန်တော်တို့တွေပဲပြုတ်တဲ့ရောစားကြတာရှိမယ်တွဲစားကြတာရှိမယ်အုံသီးနဲ့တွဲစားကြတာရှိမယ်နှမ်းနဲ့တွဲစားတာရှိမယ်ငချောက်ခုတ်လေးနဲ့တွဲစားကြတာရှိပါမယ်ဆိုနောက်ထပ်အမုတ်တစ်မျိုးကကြတော့ကျွန်တော်တို့တွေမုတ်ခေါ်ပြင်လို့ခေါ်တယ်ဒီမုတ်ခေါ်ပြင်ကတော့တချို့ဒေတာတွေမှာခွက်ပြင်လို့လည်းခေါ်တဲ့အမုတ်တစ်မျိုးဖြစ်ပါတယ်သူကအဓိကအဖြစ်ကောက်ညင်ဆန်နဲ့ပြုလုပ်ထားပြီးတော့အုံသီးရဲ့ပြီးလို့ရှိရင်ထညက်ရည်ရဲ့ကိုကျွန်တော်တို့စမ်းပြီးစားရတဲ့မုတ်တစ်မျိုးဖြစ်ပါတယ်ပြီးလို့ရှိရင်မုတ်စိန်ပေါင်းကလည်းပဲကျွန်တော်တို့ဈေးတွေမှာအလွယ်တကူပဲရရှိနိုင်ပေမဲ့လည်းပဲအိမ်မှာကိုယ်တိုင်လှုပ်ရှားဖို့ခက်ခဲတဲ့မြမရိုးရာမုတ်တွေထဲကတစ်ခုဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့မုတ်ပိုင်းတောက်လို့ခေါ်ပြီးတော့ကျွန်တော်တို့တချို့ဒေတာတွေမှာမုတ်ပိုင်းတောက်ကိုပဲတွေနဲ့ရောထားတဲ့အညိုရောင်လေးတွေရှိတဲ့မုတ်ပိုင်းတောက်ရှိသလိုဖြူလွှနေတဲ့မုတ်ပိုင်းတောက်လည်းရှိပါတယ်ဒီမုတ်ပိုင်းတောက်ကိုတော့ကျွန်တော်တို့တွေအုံသီးနဲ့တွဲစားတာရှိသလိုထညက်တွေနဲ့တွဲစားတဲ့ဒေတာတွေလည်းရှိပါတယ်နောက်ထပ်မုတ်တစ်မျိုးကတော့ထန်းသီးမုတ်လို့ခေါ်ပြီးတော့နောက်တစ်မျိုးကိုကောက်လိုင်းသီးမုတ်လို့ခေါ်ပါတယ်အဲ့တော့ထန်းသီးမုတ်ဆိုတာကကျွန်တော်တို့တကယ်ကိုကျွန်တော်တို့တွေကထန်းသီးအမဲ့နဲ့ဆန်နှစ်နဲ့ရောထားပြီးတော့မှကြိုပြီးတော့ပြုလုပ်ထားတဲ့ထန်းသီးမုတ်မွှေးလေးဖြစ်ပြီးတော့ကောက်လိုင်းဒီမုတ်ကကြတော့ကျွန်တော်တို့တွေဒီကောက်လိုင်းဒီပန်းလေးပေါ့နော်ကောက်လိုင်းဒီပန်းလေးတွေနဲ့ပြုလုပ်ထားတဲ့မုတ်တစ်မျိုးဖြစ်ပါတယ်သူ့ရဲ့အစင်းအရသာကအစင်းကတော့ခရမ်းရောင်ပပုတ်ကနေအနက်ရောင်ထိရောက်ပြီးတော့သူ့ရဲ့အနံ့ကမှုေးပြီးတော့စားလို့ကောင်းတဲ့မုတ်တစ်မျိုးဖြစ်ပါတယ်အဲ့ဒါအပြင်ကမှငပြောမုတ်လို့လူသိများတဲ့ဒီအုံသီးမုတ်အုံသီးများနဲ့ပြုလုပ်ထားတဲ့ငပြောသီးမုတ်ကလည်းပဲမြမရိုးရာစားစရာရဲ့နာမည်ကြီးတဲ့စားစရာတစ်မျိုးဖြစ်ပါတယ်နောက်ထပ်ဒီပြည်တွင်းမှာဒါမကပြည်ပမှာပါလူတိုင်းကြိုက်နေတတ်ကြတဲ့မုတ်ဖတ်ထုတ်ဆိုလို့ရှိရင်ကောက်ညင်းကိုမှအတွင်းသားထဲမှာအုံးယူကိုထားပနာပြီးတော့ကျွန်တော်တို့ဖက်လေးနဲ့ထည့်ပြီးတော့ပြုလုပ်ထားတဲ့မုတ်ဖတ်ထုတ်မှုမွေးလေးဆိုလို့ရှိရင်ပြည်တွင်းရောပြည်ပမှာပါဘယ်နေရာမှာမဆိုရှိတဲ့မြန်မာတွေအမြဲတမ်းကြိုက်နေတဲ့စွာနဲ့စားသုံးကြတဲ့မုတ်တစ်မျိုးဖြစ်ပါတယ်ပြီးလို့ရှိရင်ရှာရလည်းခက်မယ်လောက်ရလည်းခက်မယ်အထူးသဖြင့်ပြည်ပနိုင်ငံတွေမှာရှာဝယ်ရခက်တဲ့မုတ်လိပ်ပြာလို့ခေါ်တဲ့မုတ်ကတော့ကျွန်တော်တို့ရဲ့ဒီမြန်မာပြည်ရဲ့ဈေးဆိုင်တွေဈေးတန်းတွေထဲမှာအလွယ်တကူရရှိနိုင်တဲ့မုတ်လေးဖြစ်ပါတယ်သူ့ရဲ့အထဲမှာရှိနေတဲ့ပဲအနှစ်လေးဟာဆိုလို့ရှိရင်ချိုပြီးတော့ဒီမုတ်လိပ်ပြာရဲ့အသက်လိုတောင်ပြောလို့ရပါတယ်ဒါကကြတော့ကျွန်တော်တို့ဈေးတန်းတွေမှာအလွယ်တကူပဲစားလို့ရတာဖြစ်တဲ့အတွက်ကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်စစ်စိတ်လေးနဲ့စားလို့ကောင်းတဲ့မြန်မာမုတ်တစ်မျိုးဖြစ်ပါတယ်နောက်ထပ်မုတ်ကတော့မုတ်လုံးရေပေါ်လို့ခေါ်ပြီးတော့တော်ရောမြို့ပါမကြံရာသီစာထဲမှာပါပြီးတော့တကြံအချိန်ခါရောက်ပြီဆိုလို့ရှိရင်မုတ်လုံးရေပေါ်ကိုကျွန်တော်တို့လုတ်ပြီးတော့စားကြတဲ့ဒလိလေးရှိပါတယ်မြန်မာပြည်မှာရောတခြားပြည်ပနိုင်ငံတွေမှာရောတကြံနှစ်ကူအချိန်ခါရောက်ပြီဆိုလို့ရှိရင်မုတ်လုံးရေပေါ်ကမဖြစ်မနေပါရတဲ့အစားစရာတစ်မျိုးဖြစ်ပါတယ်မုတ်လုံးရေပေါ်နဲ့တွဲပြီးတော်တော်များများစားကြတာကတော့မုတ်ကြာစီဖြစ်ပါတယ်အဲ့တော့မုတ်ကြာစီနဲ့မုတ်လုံးရေပေါ်ဒီကျွန်တော်တို့ကြံစားလို့တောင်ပြောလို့ရတဲ့မုတ်တွေဖြစ်ပါတယ်အဲ့ဒါအပြင်ကိုမှကျွန်တော်တို့မုတ်လက်ဆောင်ဆိုတာကလည်းကြံအချိန်ခါမှာမမေ့တဲ့မုတ်တစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီမုတ်လက်ဆောင်ကလည်းပဲကျွန်တော်တို့ကြံအချိန်ခါမှာအများဆုံးစားကြပြီးတော့ပုံမှန်ဆိုရင်လည်းပဲကျွန်တော်တို့ຫນွေရာသီပူပြင်းတဲ့အချိန်ကာလတွေမှာမုတ်လက်ဆောင်ဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေ့လယ်ဘက်မှာစားသုံးကြတဲ့မုတ်တစ်မျိုးအဖြစ်တည်ရှိနေပါတယ်နောက်ထပ်မုတ်တစ်မျိုးကတော့ကြောက်ကြော်ဒါကိုကျွန်တော်တို့ကကြိုချက်ပြီးတော့မှပြုလုပ်ရတဲ့မုတ်တွေထဲမှာပါပြီးတော့ကြောက်ကြော်လို့ရွှေကြီးပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမုတ်ကျွဲတဲ့ဆိုတဲ့မုတ်တွေကတော့ကျွန်တော်တို့ကြိုချက်ပြီးတော့မှကျွန်တော်တို့အေးခံပြီးပြန်ပြီးတော့စားရတယ်မုတ်တွေထဲမှာပါပါတယ်ဆိုတော့ဒီမုတ်တွေကလည်းပဲဒါကျွန်တော်တို့
ဈေးတွေမှာရက်ကွက်ဈေးတွေရွာဈေးတွေကအစာမြို့ဈေးတွေပါမကျန်ကျွန်တော်တို့ဝယ်စားလို့ရတဲ့မုတ်တွေဖြစ်ပါတယ်ဖုတ်ရတဲ့မုတ်တွေကျွန်တော်တို့ဒီအိုးထဲမှာကျွန်တော်တို့ထည့်ပြီးတော့ဖုတ်ရတဲ့မုတ်တွေထဲမှာနာမည်ကြီးတဲ့မုတ်ကတော့ကောက်ညင်ကြီးတောက်ဖြစ်တယ်သူကကျွန်တော်တို့တွေကြီးတောက်ထဲမှာကောက်ညင်တွေကိုတိတ်ပြီးတော့မီးပုံထဲမှာထည့်ပြီးတော့ဖုတ်ထားပြီးတော့မှစားရတဲ့မုတ်မျိုးဖြစ်တဲ့အတွက်အိမ်မှာအလွယ်တကူဝယ်စားလို့မရတဲ့မုတ်တစ်မျိုးဖြစ်ပါတယ်အဲ့ဒါအပြင်ကမှရွှေထမင်းသူကလည်းပဲကျွန်တော်တို့ကြိုပြီးတော့ထားရတာဖြစ်ပေမဲ့သူ့ကိုကျွန်တော်တို့ပြန်ပြီးတော့ဖုတ်ပေးရတဲ့မုတ်ထဲမှာပါပါတယ်သူ့ကိုကျွန်တော်တို့တွေကကြိုပြီးသွားလို့ရှိရင်ပြန်ပြီးတော့ဒုတိယတစ်ဆင့်အနေနဲ့ဖုတ်ပြီးတော့မှစားလို့ရတဲ့ရွှေထမင်းလို့ခေါ်တဲ့အချိုပဲစားစရာတစ်မျိုးဖြစ်ပြီးတော့စနင်းမကင်းကလည်းပဲကျွန်တော်တို့ bake လုပ်ရတာပေါ့နော်ဖုတ်ပြီးတော့မှစားရတဲ့မုတ်တစ်မျိုးထဲမှာပါပါတယ်ဆိုတော့ဒီမုတ်တွေကတော့တချို့ဒေတာတွေမှာအနှဲငယ်ရှားပါလိမ့်မယ်အနှဲငယ်ဝယ်ရခက်ပါလိမ့်မယ်ရွှေထမင်းကတော့အဆိုင်တွေမှာရှိတတ်ပေမဲ့ကောက်ညင်ကြီးတောက်ကတော့နေရာတိုင်းဈေးတိုင်းမှာမရနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပွဲစည်းတွေအဲ့လိုမျိုးဒီထူးခြားတဲ့ပွဲလမ်းသဘင်တွေမှာတော့ကောက်ညင်ကြီးတောက်တွေကိုဝယ်ယူရရှိနိုင်ပါလိမ့်မယ်အထူးသဖြင့်ကျွန်တော်တို့အေးတဲ့ကာလတွေမှာပြုလုပ်ကြတဲ့ပွဲလမ်းသဘင်တွေမှာဆိုရင်ကောက်ညင်ကြီးတောက်တွေကိုလွယ်ကူကူပေါ်ပေါ်များများဝယ်နိုင်ပါတယ်အိုးကင်းနဲ့လှော်ရတဲ့မုံတွေအဲ့တော့အိုးကင်းဆိုတာကကျွန်တော်တို့မြန်မာရဲ့ရှေ့ကြားတဲ့ဒီမုံလုံးကြီးတွေကတစ်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့မုတ်ဆန်ပြီးလို့ရှိရင်ကျွန်တော်တို့ပပောက်ဆုပ်ဆိုတော့ဒီပပောက်ဆုပ်ကလည်းပဲကျွန်တော်တို့ဒီယိုလေးတွေနဲ့ကျွန်တော်တို့ပပောက်ဆုပ်အလုံးတွေကအခုခေတ်အချိန်မှာတော့ဈေးတွေမှာဝယ်ယူရရှိနိုင်တာနည်းနည်းရှားသွားပါပြီပွဲဈေးတွေတော့မှာပဲကျွန်တော်တို့ဝယ်လို့ရရှိနိုင်တဲ့မြန်မာမုတ်တွေကတစ်မျိုးဖြစ်ပါတယ်မုတ်ဆန်ကကြတော့ကျွန်တော်တို့အချိန်အခါနဲ့ပေါ့နော်ကျွန်တော်တို့ရရှိနိုင်တဲ့မုတ်မျိုးဖြစ်ပြီးတော့တချို့ data တွေအထူးသဖြင့်ဒီပင်လယ်နဲ့နေတဲ့ data တွေမှာကျွန်တော်တို့ရေညံပိုင်ဥရှင်ကြီးကိုသူတို့ကြော့တဲ့အခါကြလို့ရှင်ပြုလုပ်တဲ့မုတ်ဆန်တစ်ခုအနေနဲ့ကျွန်တော်တို့ထင်ရှားတာဖြစ်ပါတယ်အိုးပူကရတဲ့မုံတွေပူနေတဲ့ဒီအိုးပေါ်မှာကျွန်တော်တို့မုံတွေကိုအလွယ်တကူပြုလုပ်နိုင်တယ်အဲ့ဒါကိုကျွန်တော်တွေကခေါင်းမုံလို့ခေါ်တဲ့မုံတွေပြီးရင်မုံအုပ်ကလေးလို့ခေါ်တယ်တချို့ကလည်းမုံလင်မယားလို့ခေါ်ကြတယ်ဆိုတော့ဒီမုံတွေပြီးလို့ရှိရင်ကျွန်တော်တို့ဆက်တဖူးမုံကျွန်တော်တို့ကဆက်တဖူးမုံလို့ခေါ်တဲ့မုံတွေဟာဆိုလို့ရှိရင်ပူနေတဲ့အိုးပြားပေါ်မှာကပ်ပြီးတော့မှသူ့ကိုကျွန်တော်တို့ပြုလုပ်ရတာဖြစ်တဲ့အတွက်အိုးဖူကပ်ရတဲ့မုံတွေလို့ကျွန်တော်တို့သိများပါတယ်အဲ့တော့ဒီဆက်တဖူးမုံတို့ခေါင်းမုံတို့မုံအုပ်ကလေးတို့ကလည်းပဲနေရာတိုင်းမှာအရန်ကြီးမရနိုင်တော့တဲ့ဒီနေ့ဒီချိန်မှာအရန်ကြီးမရနိုင်တော့တဲ့မြမရိုးရာမုံတွေကတစ်ခုဖြစ်ပါတယ်မြန်မာတွေလူကြိုက်များဆုံးမုံဆိုလို့ရှိရင်မြန်မာမှာအထက်မြန်မာပြည်အောက်မြန်မာပြည်ဆိုပြီးတော့ရှိပေမဲ့လည်းပဲနေရာတိုင်းမှာစားကြတာကတော့နံပါတ်1မုံဟင်္ဂါကိုမြန်မာတွေကမနက်စာအနေနဲ့စားကြတာကိုကြိုက်နေတတ်ပြီးတော့ပွဲလန်းသဖြင့်သို့မဟုတ်တချို့သောအလူတွေမှာလည်းပဲမုံဟင်္ဂါကိုကျွန်တော်တဲခင်းအခန်းချရှိပါတယ်ပြီးတော့အုံတို့ခောက်ဆွဲဒါကကျွန်တော်တို့ဒီမြမရိုးရစားစာတွေကတစ်ခုဖြစ်ပြီးတော့သူဒီအုံနို့နဲ့ပဲနဲ့အခြေခံထားပြီးတော့သူ့ကိုကျွန်တော်တို့အစိမ့်ကြိုက်တဲ့အချိုကြိုက်တဲ့သူတွေကပို့ပြီးတော့သဘောကျကြတဲ့အုံနို့ခောက်ဆွဲကိုလည်းပဲမြမတော်တော်များများကကျွန်တော်တို့မနက်စာအနေနဲ့စားသုံးကြတဲ့အထက်မှာပါပါတယ်နောက်တစ်မျိုးကတော့မုတ်တီမန္တလေးဘက်မှာပို့ပြီးတော့အရများပြီးတော့မနက်စာအနေနဲ့လူတိုင်းနှီးပါမန္တလေးကိုရောက်လို့ရှိရင်မဖြစ်မနေစားကြတာကတော့မန္တလေးမုတ်တီတုပ်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့မြန်မာတွေအကြိုက်အများဆုံးသောမုတ်တွေပြီးရင်နိုင်ငံတကာမှာလည်းပဲလူကြိုက်များတဲ့မုတ်တွေလို့ပြောရင်ဒီမုတ်ဟင်္ဂါတို့အုံတို့ခောက်ဆွဲတို့မုတ်တီတို့ကမဖြစ်မနေထိတ်ဆုံးကနေပါဝင်နေတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒုတိယအပိုင်းဖြစ်တဲ့မော်ဆရာကြီးရဲ့လက်ဆောင်များဆိုတဲ့ပုံမြင်လေးကိုပြောရပါတော့မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပုံမြင်လေးဟာဆိုလို့ရှိရင်ဖင်လန်နိုင်ငံမှာရှိတဲ့ရှေ့ရိုးရာပုံမြင်တစ်ပုဒ်ဖြစ်ပြီးတော့ဒါသူတို့ရဲ့ဒီFinns ရဲ့နိုင်ငံမှာသူတို့ရဲ့
ညာအိယာဝင်ပုံမြင်တွေထဲကတပုတ်ဖြစ်ပါတယ်ဟိုရှိတော့ငါတဲ့ဖင်လန်နိုင်ငံမှာလူငယ်လေးတယောက်ကဆိုလို့ရှိရင်သူဟာသူ့ကိုယ်သူငါဒီအိမ်မှာမနေချင်တော့ဘူးအိမ်ကနေပြီးတော့ကိုယ့်ရက်တီဖို့အတွက်သွားမယ်ဆိုပြီးတော့သူဒီလေးနဲ့မြားကိုယူပြီးတော့အိမ်ကနေထွက်လာခဲ့တယ်တဲ့အဲ့တော့သူအမဲလိုက်ပြီးတော့သူ့ကိုယ်သူအသက်မွေးဝမ်းကြောင်းပြုပြီးတခြားမှနေမယ်လို့ဆုံးဖြတ်ပြီးတော့အိမ်ကနေထွက်လာတယ်အဲ့လိုနဲ့သူထွက်လာရင်တဲ့ထင်းရှူးပင်တွေထူထပ်တဲ့တောင်ဆောင်တစ်လျှောက်မှာလှဲ့လေသွားလာနေရင်နဲ့သူ့ရဲ့စိတ်ထဲမှာဘယ်လိုမျိုးတွေးလဲဆိုရင်အ ਨੇ ဆုံးတော့သူကတရိတ်ဆန်တွေကိုပြက်ခတ်ဖမ်းဆီးပြီးတော့ရောင်းချလို့ရမယ့်ငွေကြေးတွေနဲ့ဘာဖြစ်လဲဆိုလို့ရှင်သူကသူ့ရဲ့စာဝတ်နေရေးကိုဖြည့်ရှင်းမယ်လို့သူကတွေးထားတယ်။ဒါပေမဲ့လည်းပဲတဖြည်းဖြည်းချင်းအချိန်ကုန်လာတယ်ညဘက်ရောက်လာတဲ့အချိန်မှာတော့သူကဘာကောင်တစ်ကောင်မှမရသေးဘူးတဲ့။အဲ့ဒီအချိန်မှာသူရောက်နေတဲ့တောအားဆိုလို့ရှင်ဝုံပလွေအရန်ကိုထူထပ်နေတဲ့တောဖြစ်တယ်။အဲ့တော့သူကဘာလို့စဉ်းစားလိုက်လဲဆိုလို့ရှင်ဟုတ်ပြီငါအိမ်ပြန်ပြီးတော့ငါရဲ့နားနေတဲ့နေရာကိုပြန်ပြီးတော့ငါကနောက်နေ့မှပဲပြန်လာတော့မယ်ဒီတောထဲမှာအမဲလိုက်တော့မယ်လို့သူကဆုံးဖြတ်ပြီးတော့သူကအိမ်ပြန်ဖို့အတွက်ပြင်ဆင်လိုက်တယ်ဒါပေမဲ့ပြန်ဆိုးစွာနဲ့ပဲသူကအိမ်ပြန်လန်းကိုမမှတ်မိတော့ဘူးဖြစ်သွားတယ်အဲ့တော့သူကအိမ်ပြန်လန်းကိုရှာရင်းနဲ့ဒီတောထဲမှာမျက်စိလဲပြီးတော့သူကညမိုးချုပ်လေးပို့ပြီးတော့လမ်းပြောက်လေးဖြစ်လာတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဝင်ပလွေအုပ်ကျင်နဲ့သူကသွားပြီးတော့တွေ့တယ်သူ့ကိုစားဖို့သူ့ကိုအမဲဖြတ်ဖို့ချောင်းနေတဲ့ဝင်ပလွေအုပ်ကြီးရဲ့ကြားထဲမှာသူဟာကြောက်ရွံ့ထိတ်လန့်နေတယ်အဲ့ဒီအချိန်မှာပဲတဲ့သူ့ရဲ့အဲ့ဒီမြင်နေရတဲ့အကွာဝေးဟိုးဘက်ဝင်ပလွေအုပ်ရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်မော်ဆရာကြီးတူပါရုတ်တရက်ပေါ်လာတယ်ဒါဆိုလို့ရှိရင်ဒီမော်ဆရာကြီးနဲ့လူငယ်လေးကတွေ့သွားပြီအဲ့အချိန်မှာဆိုလို့ရှိရင်လူငယ်ဟာသူကဒီကြောက်စိတ်တွေခုနကတော့ဝန်ပလွေတွေရှိနေလို့ကြောက်နေတဲ့စိတ်ကသူ့ရဲ့စိတ်ထဲမှာမရှိတော့ဘဲနဲ့သူကတတိတွေဝင်လာပြီးတော့တဲ့သူ့ရဲ့လေးနဲ့မြားကိုကန်ပြီးတော့ဝန်ပလွေတွေထဲကတကောင်ကိုပြစ်သွင်းလိုက်တယ်သူ့ရဲ့လေးနဲ့မြားကိုတုံးပြီးတော့ပြစ်လိုက်တယ်အဲ့လိုပြစ်လိုက်တဲ့အခါမှာပထမဦးဆုံးဝန်ပလွေဟာဆိုလို့ရှိရင်မြားထိမှန်ပြီးတော့သေဆုံးသွားတယ်အဲ့ဒီချိန်မှာဒီလူငယ်လေးဟာစက်တိုက်ပဲနောက်ထပ်မြားတစင်ပြီးတစင်ပြစ်ထွက်လိုက်တဲ့အခါမှာဝန်ပလွေ၃ကောင်ကသူ့ရဲ့အရှိမသေဆုံးသွားပြီဖြစ်တယ်အဲ့လိုမျိုးဝန်ပလွေ၃ကောင်လည်းသေဆုံးသွားရောတဲ့သူဟာဆိုလို့ရှိရင်နောက်ထပ်တစ်ကောင်ကိုပြစ်ဖို့မြားနဲ့လေကိုကင်လိုက်တဲ့အချိန်မှာပဲဝန်ပလွေတွေဟာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားတယ်ဆိုတော့အဲ့လိုမျိုးထွက်ပြေးသွားတဲ့အချိန်မှာမော်ဆရာကြီးကဘာပြောလဲဆိုတော့ကျေးဇူးတင်ပါတယ်တဲ့မင်းကငါ့တက်ကိုကယ်လိုက်တာလို့ပြောတယ်အဲ့ချိန်မှာလူငယ်လေးကအံ့ဩသွားတယ်ဘာဖြစ်လို့လဲပေါ့သူကဒီဝန်ပလွေဝမ်းရံထားတာကိုခံနေရတာလို့သူကထင်တာဒါပေမဲ့မော်ဆရာကြီးကပြောတာမဟုတ်ဘူးတဲ့ဒီဝန်ပလွေတွေကငါ့ကိုတိုက်ခိုက်ဖို့ချောင်းနေကြတာမင်းရောက်လာတာနဲ့စုံသွားတာလို့သူ့ကိုပြောတယ်အဲ့ဒါနဲ့လူငယ်လေးကလည်းမော်ဆရာကြီးရဲ့စကားကိုနားလည်သွားပြီးတော့အော်ဟုတ်ပြီပေါ့အဲ့ဒီအချိန်မှာမော်ဆရာကြီးကကဲမင်းနောက်နေ့မှအိမ်ပြန်တော့မင်းလမ်းပြောင်းနေတယ်ဆိုရင်ငါနဲ့လိုက်လာခဲ့ဆိုပြီးတော့သူ့ကိုခေါ်သွားတယ်အဲ့လိုမျိုးခေါ်သွားတဲ့အချိန်မှာသူကဝမ်းသာအားရနဲ့ဟုတ်ကဲ့ပါကျွန်တော်ဒီညတညတော့ဦးလေးအိမ်မှာအိပ်ပြရစီပြီးရင်တော့ကျွန်တော်ကနောက်နေ့ကျရင်ကျွန်တော်အိမ်ကျွန်တော်ပြန်ပါမယ်ဆိုပြီးတော့သူကလိုက်သွားတယ်အဲ့လိုလိုက်သွားရင်လည်းသူကအဲ့ဒီညမှာမော်ဆရာကြီးအိမ်မှာအိပ်လိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးမော်ဆရာကြီးမှာအိပ်နေတဲ့အချိန်မှာတဲ့နောက်နေ့မနေ့အစောကြီးရောက်တဲ့အခါကျတော့သူ့ရဲ့မော်ဆရာကြီးကိုသူမတွေ့ရဘူးအဲ့ဒီအချိန်မှာမိန်းမဖြူလေးတယောက်ရောက်လာပြီးတော့သူ့ကိုဘာပြောလဲဆိုလို့ရှင်ထားလိုက်တော့မနေ့မိုးလင်းနေပြီတဲ့ဒါပေမဲ့နင့်ကလျှို့ဝှက်ချက်တစ်ခုပြောပြမယ်တဲ့မင်းကငါရဲ့ဒီတခင်ဒီအင်ကြီးရဲ့တခင်ဖြစ်တဲ့မော်ဆရာကြီးကိုအသက်ကယ်ပေးတာဖြစ်တဲ့အတွက်မင်းကလျှို့ဝှက်ချက်တစ်ခုပြောပြမယ်လို့သူကပြောတယ်နော်လျှို့ဝှက်ချက်ကတော့တခြားမဟုတ်ဘူးတဲ့တကယ်လို့မော်ဆရာကြီးကမင်းပြန်တဲ့အခါမှာလက်ဆောင်
တခုပေးမယ်လက်ဆောင်တောင်းပါလို့ပြောလို့ရှိရင်တခြားဘာမှမတောင်းနဲ့တဲ့တတိယမြင်းဆောင်မှာရှိတဲ့မြင်းကိုပဲတောင်းလိုက်ပါလို့ပြောတယ်အဲ့ဒီအချိန်မှာလူငယ်လေးကမှတ်သားလိုက်တယ်တဲ့ဒါဆိုရင်သူတောင်းမဲ့ဟာလေးကတတိယမြင်းဆောင်မှာရှိမဲ့မြင်းအဲ့ဒါနဲ့သူကမနက်စာစားပြီးတဲ့အချိန်မှာမော့ဆရာကြီးကသူ့ကိုလာနှုတ်ဆက်ပြီးတော့မင်းလက်ဆောင်တစ်ခုတောင်းပါငါမင်းကိုအသက်သခင်ယေရှုရှင်အနေနဲ့လက်ဆောင်တစ်ခုပေးမယ်လို့ပြောလိုက်တယ်အဲ့ဒါနဲ့လူငယ်လေးရာဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်ကိုဒီတတိယမြင်းဆောင်ကမြင်းတစ်ကောင်ပေးမြင်းကိုပေးပါလို့ပြောလိုက်တယ်အဲ့ဒါနဲ့မော်ဆရာကြီးတစ်ချက်စဉ်းစားပြီးတော့ဟုတ်ပြီဒါဆိုလို့ရှိရင်မင်းကငါရဲ့အသက်သခင်ယေရှုရှင်ဖြစ်တဲ့အတွက်တတိယမြင်းဆောင်ကမြင်းကိုပေးလိုက်မယ်ပြီးလို့ရှိရင်နောက်ထပ်အပေါ်စုအနေနဲ့မင်းကိုတယောနဲ့တယောထိုးတံလေးတစ်ခုပေးလိုက်မယ်လို့သူကပြောတယ်ပြီးတော့သူကတယောလေးနဲ့တယောထိုးတံလေးတစ်ခုကိုယူလာပြီးတော့မင်းတကယ်လို့အသက်အန္တရာယ်တွေးကြုံလာတဲ့အချိန်မှာတယောနဲ့တယောထိုးတံကိုသုံးပြီးတော့တီးခတ်ပါလို့သူမှားလိုက်တယ်အဲ့ဒါနဲ့ဒီလူငယ်လေးကဆိုလို့ရှိရင်ဝမ်းသာအားရနဲ့မြင်းကိုယူတယ်ပြီးရင်တယောနဲ့တယောထိုးတံလေးကိုယူပြီးတော့မြင်းစီးပြီးတော့ထွက်လာတယ်အဲ့လိုထွက်လာတဲ့အချိန်မှာသူမြင်းစီးပြီးအိမ်ပြန်နေတဲ့အချိန်လမ်းတဝက်မှာမြင်းစီကနေပြီးတော့လူစကားကြားလိုက်ရတယ်လူစကားကြားတော့သူအရန်အံ့ဩသွားတယ်အဲ့မှာမြင်းကသူ့ကိုပြောလဲဆိုတော့မင်းအိမ်ပြန်ဖို့ငါအားမပေးဘူးတဲ့ဘာလို့လဲဆိုတော့မင်းဒီအချိန်မှာအိမ်ပြန်လို့ရှိရင်မင်းအိမ်ကိုရောက်တဲ့အခါမင်းမိဘတွေမင်းကိုစိတ်ဆိုးနေလိမ့်မယ်မင်းကအိမ်ကထွက်သွားတယ်ဆိုပြီးတော့မင်းကိုစိတ်ဆိုးနေလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့မင်းအရိုက်ခံရမှာတေးကြတယ်လို့ပြောတယ်အဲ့ဒီအတွက်မင်းပတ်စံရှာပြီးမှအိမ်ပြန်လို့ရှိရင်ပို့ပြီးတော့ကောင်းတယ်လို့သူကိုပြောတယ်အဲ့ဒီအချိန်မှာဒီလူငယ်လေးကဆိုရင်အံ့ဩပြီးတော့ဘာလုပ်ရမလဲဆိုတာမသိဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲမင်းကထပ်ပြီးတော့ပြောတယ်ငါမင်းကိုထပ်ပြီးအကြံပေးရမယ်ဆိုလို့ရှိရင်เนาะမင်းဘရဲ့နန်းတော်ကိုသွားလိုက်တဲ့ဒါဆိုရင်မင်းအတွက်ကောင်းတဲ့အရာတစ်ခုခုရလာမယ်လို့ငါထင်တယ်လို့သူကမျိုးပြောတယ်အဲ့ဒါနဲ့လူငယ်ဟာမြင်းကိုစီးပြီးတော့သူကမြင်းရဲ့အကြံပေးထားတဲ့အတိုင်းပဲဘရဲ့နန်းတော်စီကိုရောက်သွားတယ်အဲ့လိုမျိုးရောက်သွားတဲ့အချိန်မှာတဲ့မြင်းကအရန်ကိုလှပတယ်အဲ့တော့သူကမြင်းကဒီဘရဲ့နန်းတော်တခြားဝင်လာတဲ့အချိန်မှာလူတွေအကုန်လုံးကဒီမြင်းကြီးကိုအရန်သဘောကျကြတယ်အဲ့ဒီအချိန်မှာနန်းရင်ပြင်မှာရှိနေတဲ့ဘရင်ကြီးကတော့မှဒီလူငယ်လေးရဲ့မြင်းကိုအရန်သဘောကျသွားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့လူငယ်လေးစီမှာမင်းကြိုက်တဲ့လောက်ပြောမင်းကိုငါပတ်စံပေးမယ်မင်းကြိုက်တဲ့တန်ဖိုးကိုတောင်းလိုက်မင်းရဲ့မြင်းငါ့ကိုပေးပါဆိုပြီးတော့ဘရင်ကြီးကပြောခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာမြင်းစီကအတန်တိုးလေးထွက်လာတယ်လူငယ်လေးကြားရရုံအတန်လေးထွက်လာတယ်မင်းငါ့ကိုမယောင်းစားနဲ့မင်းငါ့ကိုဘရင်မြင်းယုံကြည်တဲ့ကိုတညထားခွင့်ပေးမြင်းနေအကုန်လုံးငါ့လိုလှလာမယ်လို့မင်းအာမခံလိုက်ပြီးလို့ရှိရင်တော့မင်းပတ်စံပို့ပြီးတော့တောင်းလို့ရပါတယ်လို့ပြောလိုက်တယ်အဲ့ဒါနဲ့ဒီလူငယ်လေးဟာဘရင်ကြီးစီကိုဘယ်လိုပြန်ပြောလိုက်လဲဆိုရင်ကျွန်တော်ဒီမြင်းကိုမယောင်းပြရစေနဲ့ဒါပေမဲ့ဒီမြင်းလိုမျိုးချော်မောလှပတဲ့မြင်းတွေဖြစ်အောင်ကျွန်တော်ရဲ့မြင်းကိုဘရင်ကြီးရဲ့မြင်းဆောင်မှာတညထားခွင့်ပေးပါဆိုပြီးတော့သူကပြောလိုက်တယ်အဲ့နဲ့မင်းကြီးကလည်းဟုတ်ပြီဆိုပြီးတော့သူကမြင်းဆောင်မှာထားလိုက်တယ်အဲ့လိုထားလိုက်တဲ့အချိန်မှာပဲဒီမြင်းနေရဆိုလို့ရှင်နှုတ်ပြိုလှပလာကြတယ်အဲ့တော့ရက်နေငယ်ဆက်ပြီးထားလိုက်တာ3-5ရက်ကြာတဲ့အခါမှာဒီမြင်းဆောင်မှာရှိတဲ့မြင်းတွေအကုန်လုံးကလူငယ်လေးစီးလာတဲ့မြင်းလိုပဲတန်မာလှပပြီးတော့အယောင်အသွေးတွေထွက်လာတယ်အဲ့ဒါနဲ့ပဲဘရင်ကြီးကအရန်ကိုသဘောကျသွားပြီးတော့ဒီလူငယ်လေးကိုဘာလို့လဲဆိုလို့ရှင်စုငွေတွေအများကြီးပေးလိုက်တယ်အဲ့လိုစုငွေတွေအများကြီးပေးလိုက်တဲ့အချိန်မှာတဲ့ဒီလူငယ်လေးကပျော်ရွှင်ပြီးတော့စုငွေတွေယူပြီးအိမ်ပြန်မယ်လို့လုံးတဲ့အချိန်မှာသူ့ကိုမနာလိုတဲ့သူတယောက်ရှိရဲ့တဲ့သူ့ကိုမနာလိုတဲ့သူကဘာလို့လဲဆိုရင်ဒီမြင်းဆောင်ကြီးကိုထိမ့်သိမ်းရတဲ့မြင်းထိန်အဲ့တော့ဒီမြင်းတွေကိုကြည့်ရှုထိမ့်သိမ်းရတဲ့မြင်းထိန်ဟာဆိုလို့ရှိရင်ဒီလူငယ်ကိုလုံးဝကြည့်လို့မရတဲ့အတွက်ကြောင့်မို့လို့ဘရင်ကြီးကိုသွားပြီးတော့ဘာသာပြောလဲဆိုလို့ရှိရင်ဒီလူငယ်ကလိန်လေလှည့်ပြားနေတာဖြစ်တဲ့
အဲ့ဒီအတွက်ကြောင့်မလို့ဘယင်ကြီးစီကိုလာပြီးလိန်နေတာပါလို့ပြောလိုက်တယ်အဲ့ချိန်မှာဘယင်ကြီးဟာဆိုလို့ရှိရင်ဒီမြင်းထင်းရဲ့စကားကိုယုံပြီးတော့ဟုတ်ပြီဒါဆိုရင်ငါဘာလုပ်ရမလဲလို့မေးလိုက်တယ်အဲ့နဲ့မြင်းထင်းကဘာပြန်ပြောလဲဆိုတော့ဘယင်ကြီးမင်းတခုခုကိုမဖြစ်နိုင်တဲ့တခုခုကိုခိုင်းစေပြီးတော့သူ့ကိုပြစ်ဒဏ်ကြအောင်လုပ်လိုက်ပါလို့အကြံပေးလိုက်တယ်အဲ့ဒါနဲ့ဘယင်ကြီးဟာလူငယ်လေးကိုခေါ်ပြီးတော့မင်းကငါတခုခိုင်းမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ငါရဲ့မိဖုရားကြီးကိုရှာပေးရမယ်ငါရဲ့မိဖုရားကြီးနဲ့ငါဆိုလို့ရှိရင်တောထဲမှာငါတို့အမဲလိုက်သွားရင်နဲ့ငါရဲ့မိဖုရားကြီးပျောက်သွားတာ9နှစ်လောက်ရှိနေပြီတဲ့အဲ့ဒီအတွက်ကြောင့်မလို့မင်းငါရဲ့မိဖုရားကြီးကိုရအောင်ခေါ်လာခဲ့ရမယ်မဟုတ်ရင်မင်းကမင်းပြစ်မင်းတန်တဲ့မယ်လို့ပြောလိုက်တယ်အဲ့ဒါနဲ့ဒီဘယင်ကြီးဟာဆိုလို့ရှိရင်အဲ့လိုမျိုးခံလိုက်တဲ့အခါမှာလူငယ်ကအယမ်းကိုစိတ်တက်ကြသွားတယ်အယမ်းကိုစိတ်ညစ်သွားတယ်အဲ့တော့သူကဘာလို့မှမသိပဲနဲ့စဉ်းစားနေတဲ့အချိန်မှာမြင်းကဘာပြောလဲဆိုရင်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ငါပြောတဲ့အတိုင်းလိုက်လို့ဆိုပြီးတော့သူ့ကိုပြောတယ်အဲ့ဒါနဲ့မြင်းကဘာဆက်ပြောမလဲဆိုတော့နားထောင်နေတဲ့အချိန်မှာမြင်းကဘာဆက်ပြောလဲဆိုတော့မင်းငါ့ကိုဒီပင်လယ်စီကိုခေါ်သွားပါမင်းတခုခုထူချပါလိမ့်မယ်လို့သူပြောတယ်အားလည်းလူငယ်လေးอ่ะဆိုလို့ရှင်မြင်းပြောတဲ့အတိုင်းပဲပင်လယ်စီကိုမြင်းနဲ့တူရောက်သွားတယ်အဲ့တော့ပင်လယ်စီကိုရောက်သွားပြီးတော့ဒီပင်လယ်ကမ်းစပ်ထဲကိုမြင်းကပြေးပြီးဆင်းသွားတဲ့အချိန်မှာတဲ့ဒီမြင်းကပင်လယ်ရေနဲ့ထိသွားတဲ့အချိန်မှာအလွန်ကိုချောမောလှပတဲ့မိဖုရားကြီးအဖြစ်ပြောင်းလဲသွားတယ်အဲ့ချိန်မှာဒီမိဖုရားကြီးကသူ့ကိုဘာရှင်းပြလဲဆိုလို့ရှင်ငါကတကယ်ကတော့မိဖုရားကြီးဖြစ်တယ်ဒါပေမဲ့ငါတို့အမဲလိုက်သွားတဲ့အချိန်မှာလူစုကွဲသွားတဲ့အချိန်မှာမော်ဆရာကြီးကငါ့ကိုတွေ့ပြီးတော့သူကဖမ်းသွားပြီးတော့ဒီမြင်းအသွင်ပြောင်းထားတာဖြစ်တယ်ကျိန်စာတိုက်ထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ငါကမြင်းဘဝနဲ့နေနေရတာအခုဒီငါရဲ့ကျိန်စာကိုပြေအောင်မင်းလုပ်ပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ငါကငါရဲ့အရင်ဘဝကိုပြန်ရသွားပြီဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီအချိန်မှာလူငယ်လေးကဝမ်းသာအားရနဲ့မိဖုရားကြီးနဲ့တူတူနန်းတော်ပြန်လာတဲ့အခါမှာသူ့ကိုဒုက္ခပေးဖို့ကြံနေတဲ့ဘယင်ကြီးဟာဆိုလို့ရှိရင်စိတ်တူသွားတယ်ပေါ့နော်ငါသူ့ကိုဒီပြစ်ဒဏ်ချလို့မရတော့ဘူးလို့စိတ်တူသွားတယ်ဒါပေမဲ့လည်းပဲသူဟာပြစ်ဒဏ်ချမှရမယ်လို့တွေးထားတဲ့အတွက်ကြောင့်မလို့လိန်လေပြီးတော့မင်းကငါ့ကိုတပ်ဖို့ကြံစီနေတယ်အဲ့ဒီအတွက်မင်းကိုငါကကျိုးဆဲချဖို့အမိန့်ပေးတယ်ဆိုပြီးဘယင်ကြီးကအမိန့်ပေးလိုက်တယ်အဲ့ဒီနေရာမှာဘယင်ကြီးကဆိုလို့ရှိရင်ခုနကတော့ပြောသလိုမျိုးပေါ့နော်ဒုက္ခပေးဖို့ချောင်းနေတာဖြစ်တဲ့အတွက်မရှိတာမဟုတ်တာကိုပါဇက်ကနေလှုပ်ပြီးတော့အမိတ်ပေးလိုက်တာဖြစ်တယ်အဲ့လိုမျိုးအမိတ်ပေးလိုက်တဲ့အချိန်မှာဒီသူ့ရဲ့မူးမတ်ပေါ်ပါတွေကလည်းလူငယ်လေးကိုဖမ်းပြီးတော့မလုပ်လဲဆိုလို့ရှိရင်ကြိုးကွင်းဆုပ်ပြီးတတ်ဖို့လုပ်တယ်အဲ့ဒီအချိန်မှာလူငယ်လေးကတတိယသွားတယ်ဘာလဲဆိုလို့ရှိရင်သူ့ကိုမော်ဆရာကြီးပေးလိုက်တယ်တရောနဲ့တရောထိုးတယ်အဲ့တော့သူကဘာပြောလဲဆိုတော့ဟုတ်ပြီကျွန်တော်ကိုတတ်မှာတော့ကျွန်တော်မငင်းချင်ဘူးဒါပေမဲ့ကျွန်တော်တခုပဲတောင်းဆိုပြရစီအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တရောတီးခွင့်ပြုပါလို့ပြောတယ်အဲ့နဲ့ဘယင်ကြီးကလည်းဟုတ်ပြီမင်းဘလို့နီးနေပဲဖြစ်သေးရမှာပဲအဲ့ဒီအတွက်ကြောင့်မို့လို့မင်းကိုငါတရောတီးခွင့်ပြုတယ်လို့ပြောတဲ့ချိန်မှာလူငယ်လေးကတရောကိုယူပြီးတရောထိုးတန်နဲ့ထိုးလိုက်တဲ့အချိန်မှာထွက်လာတဲ့တရောထိုးတန်ကြောင့်ဒီပတ်ဝန်းကျင်မှာရှိတဲ့မူးမတ်တွေလူတွေအကုန်လုံးကမထိန်သိမ်းနိုင်တော့သူတို့ကိုသူတို့မထိန်သိမ်းနိုင်တော့ဘဲနဲ့ထပြီးကကြတယ်အဲ့လိုကတဲ့အချိန်မှာရက်လို့မရပဲနဲ့စတိုက်ကရင်နဲ့သူတို့တွေကမောပန်းလာပြီးတော့သူတို့တွေကလူငယ်ကိုတော့မှကြိုးခွင်းစုပ်ဖို့အားမရှိတော့ဘူးတဲ့သူတို့တွေကဒီကရင်နဲ့မောပန်းလာတယ်ပြီးတော့သူတို့တွေမြေပြင်ပေါ်လဲကျသွားကြတယ်အဲ့ဒီအချိန်မှာနောက်ထပ်လူငယ်လေးကနောက်ထပ်ဘာတောင်းဆိုလဲဆိုတော့ကျွန်တော်တချင်းတပုတ်တီးခွင့်ပြုပါအဲ့တော့ဒီတချင်းတီးရဲ့အချိန်မှာမင်းကြီးကိုကျွန်တော်တပင်မှာခြိထားပါမယ်လို့သူကလည်းပြောလိုက်တယ်အဲ့အချိန်မှာမင်းကြီးကဘယင်ကြီးကဘာပြောလဲဆိုလို့ရှိရင်ဟုတ်ပြီငါလိုက်လျော်မယ်ဒါပေမဲ့ပြီးတာနဲ့မင်းကငါတတ်မှာနော်လို့ဘယင်ကြီးကပြောလိုက်တယ်အဲ့ဒါနဲ့လူငယ်လေးကလည်းဟုတ်ပြီကျွန်တော်ကဒီ
ဘယင်ကြီးကိုတစ်ပင်မှာခြီးပြီးတော့ကျွန်တော်ချင်းတစ်ပုတ်တီးမယ်ပြီးတာနဲ့ကျွန်တော်ကိုတတ်လို့ရပါပြီလို့သူကပြောလိုက်တယ်အဲ့ဒါနဲ့ဘယင်ကြီးကမင်းဒီချင်းတီးပြီးရင်မင်းတည်ပြီဆိုပြီးတော့တစ်ပင်မှာသွားပြီးတော့ကြိုးချီခံထားတယ်အဲ့ဒီအချိန်မှာပဲလူငယ်ဟာဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့တရောကိုစပြီးတော့ထိုးရင်းနဲ့တချင်းတစ်ပုတ်ကိုဆိုလိုက်တယ်အဲ့လိုဆိုတဲ့အချိန်မှာတဲ့လေပြင်းကြီးတစ်ခုကရောက်ရှိလာပြီးတော့ဒီတစ်ပင်ကြီးကိုဘာလို့လဲဆိုရင်မှွေရန်ဆွဲယူပြီးတော့ဆွဲယူပြီးတော့ပေါ့နော်ဟိုအဝေးကိုဆွဲခေါ်သွားလိုက်တယ်တဲ့အဲ့ဒီအချိန်ကစပြီးတော့ဒီတစ်ပင်ကြီးရောတစ်ပင်မှာခြိထားတဲ့ဘယင်ကြီးရောကလူတွေရဲ့အဝေးကြီးကိုရောက်ပြီးတော့ပျောက်ကွယ်သွားပါတယ်တဲ့အဲ့ဒီအချိန်မှာပဲလူငယ်လေးရဆိုလို့ရှိရင်သူကသူ့ကိုဒုက္ခပေးမဲ့ဘယင်ကြီးလည်းမရှိတော့ဘူးပြီးတော့လက်ရှိဒီမှာသူ့ကိုကူညီပေးနေတဲ့မိဖုရားလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကမိဖုရားနဲ့တူတူလက်ထပ်ပြီးတော့မှဒီတိုင်းပြည်ရဲ့ဘယင်လုပ်ပြီးတော့သူကဒီနိုင်ငံကြီးကိုအုပ်ချုပ်သွားပါတယ်တဲ့ဆိုပုံမြင်လေးကဒီမှာပဲပြီးသွားပါတယ်ဒီပုံမြင်လေးဟာဆိုလို့ရှိရင်เนาะကျွန်တော်တို့အရှိမပြောထားသလိုပဲသူတို့ရဲ့ဒီညအိပ်ရာဝင်ပုံမြင်တွေထဲကဒီပုံမြင်လေးတစ်ပုဒ်ဖြစ်တယ်ဒီပုံမြင်ကဆိုလို့ရှိရင်ဖင်လန်နိုင်ငံမှာကြော်ကြားတဲ့ပုံမြင်တစ်ပုဒ်ဖြစ်ပြီးတော့သူတို့ရဲ့ဒီအဓိကပေးခြင်းတဲ့ message ကဘာလဲဆိုလို့ရှိရင်ကိုလုပ်ရမယ့်အလုပ်တွေကိုဘယ်လိုအခြေအနေမျိုးကြုံလာပါစေလုပ်ရမယ့်အရာတွေကိုအချိန်ကိုက်လှုပ်ဆောင်နိုင်အောင်ကိုကပြင်ဆင်ထားမယ်ကြောက်ရွံ့နေတဲ့ဟာတွေကိုစိတ်ထဲမှာအများကြီးမထည့်ထားဘဲနဲ့ကိုယုံကြည်ပြီးတော့ကိုအားကိုးပြီးတော့အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းပါလို့သူရဲ့ဒီပုံမြင်တွေကနေပြောပြထားတယ်လို့ပြောပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ရဲ့ဒီပြောပြတဲ့အကြောင်းအရာလေးကဒီမှာပဲပြီးသွားပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါလေးကိုဒီပုံမြင်လေးကိုကြိုက်နေတတ်တယ်သို့မဟုတ်အရှင်းမှကျွန်တော်ပြောသွားတဲ့ဒီအကြောင်းအရာတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ဒီ YouTube page ကို like subscribe လုပ်ထားပေးကြပါဒါဆိုလို့ရှိရင်နောက်တင်မဲ့ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်